တမတာကိုစုံအတန်းနဲ့လှုပ်ကြံဖို့စ조사ခဲ့တယ်လို့ဆွဆွဲချက်နဲ့ဇမ်ဘီယာမှာလူနှစ်ဦးကိုတရားရုံးကထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ဇမ်ဘီယာနိုင်ငံသားလီဒိုနက်ဖီရီနဲ့မိုဇမ်ဘစ်နိုင်ငံသားဂျက်စတန်မာဘူလက်စီကန်တွန်ဒီတို့ဟာနိုင်ငံရဲ့အောက်လမ်းနဲ့စုံအတက်ဆိုင်ရာအဥပဒေအရပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ပြီးတရားရုံးကထောင်ဒဏ်နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာတမတာဟာကိန်ဒီဟီချီဒီမာကိုအတက်တေဆုံးတဲ့အထိပြုစားဖို့စီစဉ်နေခဲ့တယ်ဆိုတဲ့ဆွဆွဲချက်အရပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။သူတို့ပိုင်ဆိုင်ထားတဲ့ပြုစားတဲ့ပစ္စည်းတွေထဲမှာအာဖရိကပုတ်တင်အရှင်တကောင်လေးပါဝင်ခဲ့ပါတယ်။တရားခံနှစ်ဦးဟာတမတာရဲ့ရန်သူဖြစ်ုံတာမကပဲဇမ်ဘီယာပြည်သူအလုံးရဲ့ရန်သူလည်းဖြစ်တယ်လို့တရားသူကြီးဖိုင်မာရန်ဘူးကစီရင်ချက်ချမှတ်ချိန်မှာပြောကြားခဲ့ပါတယ်။ဒီကိစ္စဟာတမတာကိုအောက်လန်းနီးနဲ့ပြုစားပြီးတပ်ဖြတ်မှုအတွက်တရားစွဲဆိုတဲ့ပထမဆုံးအမှုအခင်းဖြစ်တာကြောင့်ဇမ်ဘီယာမှာလူအများရဲ့အာရုံစိုက်စောင့်ကြည့်ခြင်းကိုခံခဲ့ရပါတယ်။တရားခံနှစ်ဦးဟာအောက်လန်းပညာတက်ကြွနဲ့ဈေးဆရာတွေဖြစ်ပြီးတမတာဟီချီလီမာကိုပြုစားပြီးတပ်ဖြတ်ပေးဖို့ပြည်ပြေးလွတ်တော်အမတ်ဟောင်းတဦးကငားရမ်းထားတာလို့ဆွဆွဲခံရပါတယ်။သူတို့နှစ်ဦးအတွက်ကိုစားပြုပေးတဲ့ရှေ့နေကပြစ်ဒဏ်ကိုဒဏ်ငွေလောက်နဲ့သာအပြည့်တက်နိုင်စေဖို့စ조사ခဲ့ပေမဲ့တရားရုံးကပေးချပြီးထောင်ဒဏ်စီရင်ခဲ့တာပါ။ဇမ်ဘီယာမှာတော့စုံအသက်နဲ့အောက်လန်းဆိုင်ရာဥပဒေဟာစုံအသက်သက်သူတွေကပြည်သူလူထုကိုနောက်ဆက်၆လန့်မှုတွေကနေဟန်သားကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့1914ခုနှစ်ကလေးကအတည်ပြုပြဋ္ဌာန်းထားပြီးအမြင့်ဆုံးပြစ်ဒဏ်မှာထောင်ဒဏ်3နှစ်ဖြစ်တယ်လို့သိရပါတယ်။